အားလုံးပဲမင်္ဂလာပါရှင်ဘန်ကောက်မော်ရှိကာဝင်းကနေမဟာဆိုင်သွားမဲ့သူတွေအတွက်ပေါ့နော်ကျမသွားခဲ့တဲ့အတွေ့အကြုံလေးကိုပြောပြပေးသွားပါမယ်မော်ရှိကနေမဟာဆိုင်ကိုသွားမဲ့ဂိတ်ကိုစိုက်ကငားပြီးသွားရပါတယ်စိုက်ကခက80ဘတ်ကျပါတယ်ဒါကတော့လမ်းမှာသွားရင်းနဲ့စိုက်ကဘောကနေရိုက်ထားတဲ့ view လေးပဲဖြစ်ပါတယ်ရှင်အခုကတော့ကျမမဟာဆိုင်သွားမဲ့ကားဂိတ်ကိုရောက်နေပါပြီဒီဂိတ်မှာကတော့မျိုးနေစုံသွားလို့ရတယ်ပေါ့နော်ဒီကားကတော့မဟာဆိုင်ကိုထွက်မဲ့ကားပဲဖြစ်ပါတယ်ကားခ80ကျပါတယ်ရှင်ကျမရောက်တော့စိုးနေသေးတဲ့အခါကျတော့ကျမတနားရီလောက်ဒီနားမှာထိုင်ပြီးတော့စောင့်လိုက်ရတယ်ပေါ့နော်အားနဲ့ကျမပြင်းလို့ဆိုပြီးတော့ဟိုရိုက်လိုက်ဒီရိုက်လိုက်လုံးနေရပဲဖြစ်ပါတယ်ရှင်တအောက်နေတော့ကျမဗိတ်ဆာလာနဲ့ဂိတ်နားမှာရှိတဲ့ထမင်းဆိုင်တစ်ဆိုင်မှာထမင်းဝေစားခဲ့ပါတယ်ထမင်းတစ်ပွေးကို90ပဲကျပါတယ်ရှင်ထမင်းစားပြီးတော့ကားစားထွက်ပါတယ်ဒါကတော့လမ်းတစ်လျှောက်ရိုက်ထားတဲ့ဟာလေးတွေပါမဟာချိုင်ရောက်တော့ကျမအမနေတဲ့အခန်းကိုစိုက်ကထက်ငားပြီးသွားခဲ့ပါတယ်ဒါကတော့မဟာချိုင်မြို့ရဲ့ view လေးပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်